တနည်းအားဖြင့်စနိုက်ကြော်တဲ့ဇလန်းနေမှာပေါ့နော်ဟုတ်ရဲ့လားပြိတ္တကြီးမိမိအားပြစ်မှားစော်ကားရန်ပြုလာသောတိရိမာထံဥတ္တရာဥပတကမဖြန့်ကျက်ဝင်စား၍ထားရသောမေတ္တာအပနာဇံသည်မြည်သည့်ကမ္မထံအမျိုးအစားဖြစ်ပါသနည်းသမီးမိကုမြင်ရလားသမီးမြင်ရပါဗျာသမီးဒီညမှာရက်နေမယ်ဆိုလို့ရှိရင်ဘုံခွင့်ပြုမယ်အပိုစုငွေတွေအားလုံးရမယ်360လည်းရမယ်300နီးပါပေါ့နော်400နီးပါ900နီးပါရကဲသမီးဆက်ဖြေလို့ရှိရင်ခဏကအားလုံးစုပြီးတော့ချတဲ့စုပေါင်းစုချတဲ့ငွေတွေရောအဲ့ဒီငွေတွေမှာအမောင့်လုံနေပြီဆိုလို့ရှိရင်ကမ္ဘောဇာမန်အုပ်စုတီတော်သူနာယကကြီးဦးအောင်ကိုဝင်းနဲ့ဇနီးက1000ပြည့်အောင်စုချရှမ်းပြည်နယ်ကိုစားပြုဆိုတော့ခကြီးကစပယ်ရှယ်ကိုအားပေးနေတယ်နော်သမီးဆက်ဖြေမလားရက်နေမလားဆက်ဖြေပါမယ်ဗျာအဖြေလေးမျိုးပြပေးလိုက်ပါA မေတ္တာဘာဝနာ B ကရုဏာဘာဝနာ C မုဒိတာဘာဝနာနဲ့ D ဥပေက္ခဘာဝနာတမီစဉ်းစားဖြစ်ဆိုခြင်းစက္ကန့်30စမှတ်ပါမေတ္တာဘာဝနာပါဗျာတေးကြလားတေးချပါရဲ့ဗျာသမီးကိုမေးတာမဟုတ်ပြိတ္တတွေမေးတာတေးကြလားဒီဘုန်းကြီးတော်အပေါက်ဆိုးတယ်လို့ထင်ကောင်းထင်လိမ့်မယ်တေးကြလားပြန်ပြောဘယ်ပြည်နယ်ကိုစားပြုလဲရှမ်းပြည်နယ်ပါဗျာသမီးစဉ်းစားကြည့်အောင်သမီးလောကကြီးမှာစနိုက်ကြော်တဲ့မိန်းမတွေကို